မင်္ဂလာပါ Mindful Harmony Help YouTube Channel ကနေကြိုဆိုပါရစေ။ဒီနေ့ကတော့ဆရာသားထွေးရေးသားတဲ့ Positive Vibe ဆိုတဲ့စာအုပ်ထဲကခေါင်းစဉ်ခွဲတစ်ခုဖြစ်တဲ့အခက်အခဲနဲ့ဘဝဆိုတဲ့အကြောင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။အခက်အခဲနဲ့ဘဝစဖို့မူဖေဖေသည်သူ့သမီးနဲ့အတူညစာစားဖို့အတွက်ချက်ပြုတ်ပြင်ဆင်နေသည်အနှဲငယ်ကြာပြီးနောက်ခြေတံကိုခပ်ပြင်းပြင်းနဲ့ငါမိဖို့ကြောင့်လည်းဝင်လာသည့်သမီးလေးစူစီကိုမြင်လိုက်ရသည်စိတ်လိုမကျမှုတွေကသူမမျက်နှာပေါ်မှာအုံမိုးနေသည်စူစီသည် broken family ကဖြစ်သောကြောင့်အနှဲငယ်ထိရှလွယ်သည် sensitive ဖြစ်တတ်သည်ယခုအခါတွင်လည်းအလုတ်ကအဆင်မပြေမှုများကိုအိမ်ထိတည်လာခြင်းဖြစ်ဟန်တူပါသည်ဘာဖြစ်တာလဲဟုမေးကြည့်တော့သူ့ဘဝကိုသူ့စိတ်ကုန်နေတဲ့ပြဿနာတွေတစ်ခုပြီးတိုင်းနောက်တစ်ခုကထပ်လာနေတဲ့ရုန်းကန်နေရတာကိုညင်းငွေလာပြီးအဆဆအရာရာခက်ခဲတဲ့စတာတွေကိုညင်းညူပြရင်းဖြေသည်ထိုအခါဖေဖေကသူမကိုမီးဖို့စီခေါ်ပြီးဥပမာတစ်ခုပြသည်ရင်နွေးဦးတိုးကိုတဲလိုက်သည်ရင်နွေးဦးစူပတ်လာသည့်အခါအနှဲငယ်ကိုဖန်ခွက်ထဲထည့်လိုက်ပါသည်ထို့နောက်အာလူးနှင့်ကြက်ဥတစ်လုံးစီကိုပပွက်ဆူနေသည့်ရင်နွေးဦးထဲထည့်ပြီးမီးဖို့ပေါ်တင်ထားလိုက်သည်စောစောကရင်နွေးဖယ်ထားသည့်ရေဖန်ခွက်ထဲတွင်ကော်ဖီစီအနှဲငယ်ကိုထည့်လိုက်သည်15မိနစ်ခန့်ထားပြီးနောက်ပစ္စည်းအလုံးကိုစပွဲပေါ်တင်လိုက်ပါသည်ထို့နောက်စူစီအားအာလူးကိုခရင်ဖြင့်ထိုးခိုင်းသည်ပြုတ်ထားသောအာလူးများသည်ပျော့ပြောင်းပြီးနူးဤနေသည်ထို့နောက်ဖေဖေကပြောသည်အာလူးကအဆကမာကြောပေမဲ့အပူပေးလိုက်တဲ့အခါဘလောက်ပဲမာခဲ့ပါစေပျော့ပြောင်းသွားတယ်ဒီနေရာမှာရင်နွေးဘူးကဘဝကကြုံရတဲ့အခက်အခဲပြဿနာပါပဲတချို့လူတွေကဘလောက်ပဲမာကြောကြအောင်စောင့်နေပါစေတကယ်ခက်ခဲရင်ပြောညံ့ကုန်ကြပါတယ်ဒါဟာမရင်ချက်ချင်းပါပဲပြေးွားတဲ့လူတစ်ယောက်ဟာဘယ်အခြေအနေမှာမဆိုမတုံ့လှုပ်ဘူးသူ့ရဲ့ပဂရိတန်မိုးအတိုင်းမပြောင်းလဲပဲရှိတတ်ပါတယ်ထို့နောက်ကျက်ဥကိုခွဲခိုင်းပါတယ်ကျက်ဥဟာအစကကွဲအပ်လွယ်ပေမဲ့ပြုတ်လိုက်တဲ့အခါမာကြောတဲ့အသွင်ဖြစ်လာခဲ့တယ်တချို့လူတွေကကြက်ဥလိုပဲလောကရန်တရားနဲ့ကြုံတွေ့ရတဲ့အခါစိတ်ဓာတ်တွေဟာခက်ထန်လာပြီးအစိုးမြင်စိတ်တွေစိတ်လိုမကျမှုတွေပေါက်ဖွာလာတတ်တယ်လောကကြီးကညစ်တွန်းပြီးအရွယ်တိုက်တတ်ကြတယ်ဒါကြောင့်အလွယ်တကူကြေကွဲပျက်စီးခြင်းလမ်းကိုရောက်လွယ်စေခဲ့ပါတယ်ရင်နွေးတည်ထားသည့်ခွက်ထဲကော်ဖီစီကိုကြည့်သည့်အခါမွှေးပြန့်သောရနံ့နှင့်အတူတစ်ခွက်လုံးသည်ကော်ဖီရည်များဖြစ်နေပါသည်ကော်ဖီသည်ရင်နွေးပူဖြင့်ထိတွေ့လိုက်သောအခါသူ့ကိုလာထိသည့်ရင်နွေးအလုံးကိုပြောင်းလဲပစ်လိုက်ပါသည်ကော်ဖီရောင်ကော်ဖီအနှံ့ဖြင့်ပို၍ကောင်းမွန်သောအသွင်တစ်ခုရရှိသွားပါသည်ကော်ဖီကွက်ကိုတေချာကြည့်စေပြီးနောက်တွင်ဖေကပြောလေသည်ကော်ဖီစင်းနဲ့တူတဲ့လူတွေဟာလောကမှာအကောင်းဆုံးနေထိုင်သူတွေပဲဘဝဆိုတာရင်နွေးပူနဲ့တူတဲ့ဒုက္ခအခက်ခဲတွေကြားကအရာတစ်ခုပါဒီလိုအရာတွေနဲ့ကြုံရတဲ့အခါပတ်ဝန်းကျင်နဲ့အလိုက်ပြောင်းလဲရမယ်အခက်ခဲတွေကိုရင်ဆိုင်ပြီးပုံမရင်းကျက်လာအောင်နေထိုင်တတ်ရမယ်ကော်ဖီစီတွေလိုပဲအပူမှမပြတ်စည်းသွားပဲပိုကောင်းတဲ့အသွင်ဖြစ်လာရမယ်ခက်ခဲတွေကြားမှာလည်းလိုက်ရောညီထွေဖြစ်ရပါမယ်ဘဝမှာအခက်အခဲတွေကြုံလာတဲ့အခါအာလူးလိုပြောညံ့နေလို့မရဘူးကြက်ဥလိုမာကြောခက်ထန်နေလို့လည်းအခက်အခဲဟာအဆင်ပြေမသွားနိုင်ဘူးကော်ဖီစီလိုအခက်အခဲတွေကိုအောင်မြင်မှုဖြစ်အောင်ကြိုးစားရမယ်ပိုကောင်းအောင်ပြောင်းလဲနိုင်ရမယ်အခက်အခဲတွေကြုံရတဲ့အခါကိုကဘလို့လူမျိုးလဲဘလို့တုံ့ပြန်မလဲဘလို့ရင်ဆိုင်မလဲဆိုတာကိုရွေးချယ်တတ်ရပါမယ်ဖေဖေရဲ့သင်ခန်းစာလေးကိုကြားပြီးနောက်သမီးလေးဟာအရင်ကထပ်ပိုတန်မာလာပြီးပိုရင်းကျက်လာခဲ့တယ်စိတ်ဖိစီးမှုတွေများလာတိုင်းဒီသင်ခန်းစာကိုပြန်တွေးတော့ရင်အောင်မြင်မှုတွေစီရောက်လှမ်းနိုင်ခဲ့ပါတယ်ဒါလေးဟာလူတော်တော်များများကြားသိဘူးတဲ့အဆုံးအမတစ်ခုဖြစ်ပါတယ်ဘဝမှာအခက်အခဲတွေကြုံလာတဲ့အခါကိုတုံ့ပြန်လိုက်တဲ့ပုံစံဟာကိုယ့်အရေးချင်းပါပဲကိုဘလို့ပုံစံနဲ့တုံ့ပြန်မလဲကိုဘာသာရွေးချယ်ပါလောကကိုအရှုံးပေးပြီးအညံ့ခံမဲ့အာလူးလိုလူသားလားတလွဲစပင်ကောင်းပြီးအရွယ်တိုက်မဲ့ကြက်ဥလိုလူမိုက်တယောက်လားတန်တန်မာမာဖြင့်ပြောင်းလဲကအနိုင်ယူမဲ့ကော်ဖီစီလေးတွေလားဒီနေ့ဖတ်ပြပေးတဲ့အကြောင်းအရာလေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်နောက်ထပ် audio book ကောင်းကောင်းလေးတွေကိုနားထောင်ချင်သေးတယ်ဆိုရင်တော့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ဖို့မမေ့ကြနဲ့အောင်နော်